KD try မှာအချစ်တွေမရှိပေမဲ့အညစ်တွေရှိတယ်ကျွန်တော်လက်ညစ်တွေကိုဒီလိုမျိုးရိုက်ပြီးရောင်းရမယ်လို့တခါမှမစင်စားဘူးခဲ့ဘူးဒီမှာဆိုလို့ရှိရင်ဒါဘက်ကြီးတွေပဲလက်ညစ်ဒါဘက်ကြီးတွေပဲအသီးရွက်တွေဒီမှာဆိုလို့ရှိရင်လည်းcoffee ကလေးတွေဒါအသီးရွက်တွေပြီးသွားလို့ရှိရင်ဒီမှာဒီမှာလည်းလက်ညစ်တွေဒါအသီးရွက်တွေဒီမှာအသီးနှံတွေပဲပြီးသွားလို့ရှိရင်ဒါစီဖူဒါစီဖူညစ်လို့ကောင်းတယ်အကြီးနဲ့ဒါငါးလေးပြီးသွားရင်ဒီမှာငမန်းရှိတယ်ပြီးသွားရင်ညစ်လိုက်ရင်ပြူးနေရောညစ်ပြူးလေးဒီမှာအကောင်လေး insert ဒါဆိုလို့ရှိရင်ဒါပင့်ကူပြီးသွားရင်ဒါ Godzilla ဦးအားလုံးရဲ့နောက်ဆုံးမှာကျွန်တော်ဖွက်ထားတဲ့ဟာလေးတစ်ခုရှိတယ်ကျွန်တော်ပြကျွန်တော်လက်ညစ်အာရပါရညစ်စိတ်ကြိုက်ညစ်ဘလူးမစိတ်မဆိုးဝါသနာပိုင်ညစ်လို့ရတယ်